တက်တော်ချရင်ရေတခွင်တို့ဆင်းနေပါပြီငါဒီကင်မရာကိုဖက်မွေးလမ်းတွေကတော့နည်းနည်းကောင်းတဲ့ဟာလည်းရှိတယ်မကောင်းတဲ့နေရာလည်းရှိတယ်ကြောက်ခင်းထားတဲ့နေရာရှိတယ်လို့မခင်းထားတဲ့နေရာလည်းရှိရောက်ပါပြီဟောင်းမင်းတဲ့ငါဗလာပူကြီးတယ်ဟောငါပူကြီးတယ်မရှိတဲ့ဗလာတွေကြွားနေပါတယ်မနေ့10နာရီပဲရှိပါသေးတယ်ရေစင်းချိုးမှဖြစ်ပါတယ်ပင်အိုးလိုမှာပါစောင်းရသည်ဖြစ်ပါတယ်တရားကတော့ဖုန်ချလိုက်ပါနောက်တရားဖုန်အဲ့မှာနောက်တရားထပ်လာပါပြီရီပေါ်တက်တာနဲ့ဆောင်းထဲမှာကိုကြီးရှင်ပါတယ်လေးယောက်သားဟိုဘက်ကိုကူးမယ်ဆိုပြီးလှုပ်ထားတာပေါ့နော်ဒါပေမဲ့ဘယ်နှစ်ယောက်အများဟိုဘက်ကန်းကိုရောက်မှလဲကြည့်လိုက်ကြရအောင်နောက်တစ်ယောက်ခုံချတော့မယ်ချပြီနောက်တစ်ယောက်မရှိတော့နောက်ကနှစ်ယောက်ကတော့ကွာမကူးနိုင်တော့ကြည့်လိုက်နှစ်ယောက်ပဲအောင်မြင်စွာနဲ့ဟိုဘက်ကိုကူးသွားပါတယ်မနေ့10နာရီပဲရှိပါသေးတယ်နီကမထွက်ပါဘူးနှစ်ယောက်တောင်ပြန်နေပြန်လာတယ်ဟိုဘက်ကနေပြန်ကူးရပါတော့ရေထဲမှာလူတောင်မှပျောက်သွားတယ်လို့ခံစားရတယ်အေးချက်ကတော့နှစ်ယောက်ကတော့အောင်မြင်ဆိုတာရောက်ရှိပါပြီဟုတ်ကဲ့မနေ့ရီချူရတော့ကောင်းလားမကောင်းလားဆိုတာရီချူတာခုဒီနေ့ပဲနိုင်တယ်10နာရီတလားပိုင်းလာကူကြည့်လိုက်တားကောင်းတယ်အိမ်မှာရီခဲဝယ်ပြီးစိန်ကြမလို့ဒါပေမဲ့ကူပြီးရင်တော့ငါကြောတွေဆွဲကုန်တယ်ဒါတော့ရီချူပြီးအကျော်ဆွဲနေတဲ့သူတယောက်ပါကျေးဇူးတင်ပါတယ်အားလုံးကို